ဘောလုံးကွင်းဆိုတာတကယ်ကိုထူးဆန်းတဲ့ဇက်ခုံတစ်ခုပဲဒီစိမ့်လန်းနေတဲ့မြက်ခင်းပြင်အကျယ်ကြီးပေါ်မှာလူ22ယောက်သူတို့ရဲ့နိုင်ငံသူတို့ရဲ့အိမ်မက်သူတို့ကိုယ်တိုင်ရဲ့ဂုံတိတ်ခါအတွက်တေးရှင်ရေးတစ်ခုလိုသဘောထားပြီးတော့ကိုတိုက်ပွဲဝင်ကြရတာဘောလုံးကွင်းရဲ့အပြင်မှာတော့ဘသူကပို့ပြီးတော့ချမ်းသာတယ်ဘသူကတော့ဖြစ်ဆင်းရဲတယ်ဘသူကတော့ဖြစ်ပို့ပြီးတော့အင်အားကြီးတယ်ဆိုတာတွေအားလုံးဒီမိနစ်60အတွင်းမှာတော့အဓိပ္ပာယ်မဲ့သွားပြီဒါတွေအားလုံးကိုဘောလုံးကွင်းရဲ့အပြင်ဘက်မှာထားခဲ့ပြီးတော့မှပြိုင်ပွဲဝင်ရတာမျိုးပါဒါကပဲဘောလုံးအားကစားနည်းရဲ့အလှတရားပါပဲစကိုဘောပေါ်မှာတော့ Jordan 1 Argentina 3ရိုးရိုးရှင်းရှင်းလေးပဲဒါပေမဲ့ဒီ 1-3 ဆိုတဲ့ဂိုးရလက်အောက်မှာတော့ကင်ကနန်းတွေနဲ့မမြင်နိုင်တဲ့ဇလန်းတွေရှိနေတယ်အဲ့ဘာလဲဆိုတော့ကမ္ဘာအဆင့်1အသင်းရဲ့ AACC အနိုင်ယူသွားတဲ့ဇလန်းကမ္ဘာအဆင့်63အသင်းရဲ့မကြောက်မရွံ့ရင်ဆိုင်သွားတဲ့ဇလန်းပြီးတော့အသက်39နှစ်ထဲကိုရောက်လာတဲ့လူတစ်ယောက်ကငါဒီနေရာမှာရှိနေတော့မယ်လို့ကမ္ဘာကြီးတစ်ခုလုံးကိုထပ်ပြီးတော့ပြောပြသွားတဲ့ဇလန်းလိုင်ယိုနယ်မက်ဆီဆိုတဲ့နာမည်ကအချိန်ကြာလာလေလေပို့ပြီးတော့တန်ဖိုးကြီးလာရလေလေပဲဆိုတာမြင်တွေ့ခဲ့ရတဲ့ဇလန်းတစ်ပုဒ်ပါအားလုံးပဲမင်္ဂလာပါဘောလုံးကစားဗီဒီယိုတစ်တွေမြင်ကြည့်နေဆိုရင် YouTube channel လေးကို subscribe လုပ်ထားပါအာဂျင်တီးနားနီးပြလိုင်ယိုနယ်စကာလီသူ့ရဲ့ပွဲထွက်လူစည်းရင်မှာအပြောင်းလဲ9နေရာအထိပြုတ်လုပ်ခဲ့တယ်ဟုတ်ပါတယ်9နေရာပါဒီလိုရကဂျော်ဒန်အသင်းကိုတကယ်ပဲတက်တာရသွားစီလားတကယ်တော့မဟုတ်ပါဘူးဒါကစကာလိုနီရဲ့ကြောက်စရာအကောင်းဆုံးစိတ်ပိုင်းဆိုင်ရာစိတ်သက်စစ်စင်ရေးတစ်ခုပဲစဉ်းစားကြည့်ပါမင်းတို့ကိုငါတို့ရဲ့ဒုတိယအသင်းနဲ့ပဲကစားမယ်ဆိုတဲ့သတင်းစကားကိုတွေ့ဝိုက်ပြီးတော့ပေးလိုက်တာဒါပေမဲ့အဲ့အသင်းဒုတိယအသင်းဆိုတာကတကယ်ကိုလက်ရှိအချိန်မှာဥရောပထိပ်တန်းကလပ်တွေမှာပွဲထွက်ကစားနေတဲ့လိုဆက်ဆိုတို့လော်တာရိုမာတင်နက်စ်တို့ပြီးတော့မာကိုစ်စီနက်စီတို့လိုကစားသမားတွေနဲ့ဖွဲ့စည်းထားတာဒီလိုကြီးမားတဲ့ချိန်ချောက်မှုမျိုးကိုဂျော်ဒန်ကဘယ်လိုရင်ဆိုင်မလဲရေခဲတောင်ကြီးတစ်ခုကိုယ်စီပြိုကျလာရင်လက်ပလာနဲ့တွားကာလို့မရဘူးသူတို့က442 541ဒီလိုပုံစံမျိုးတွေနဲ့နောက်တန်းမှာခံစစ်တတိုင်းတစ်ခုတိဆောက်လိုက်တယ်ကွင်းလင်နဲ့နောက်တန်းကြားမှာနေရာလို့လုံးဝမပေးဘူးပွဲဆဆချင်း15မိနစ်20လောက်အထိကတော့ဂျော်ဒန်ရဲ့နီးဗျူဟာအလုံးဖြစ်နေတယ်လို့ထင်ရတယ်ဒါပေမဲ့အာဂျင်တီးနားကဘောလုံးကို80%လောက်အထိပိုင်ဆိုင်ထားတယ်ဒီနောက်တန်းနဲ့ကွင်းလေနဲ့နောက်တန်းဘောလုံးကိုစိတ်ရှည်လက်ရှည်နဲ့လှိမ့်နေတယ်အဲ့ကြားထဲမှာစကာလိုနီရဲ့အာဂျင်တီးနားကလောမနေဘူးပြိုင်ဘက်ကိုဘောလုံးတော့ပြေးလိုက်ခိုင်းထားပြီးတော့မောပန်းသွားအောင်အာယုံစူးဆိုင်မှုရောကျသွားအောင်ဖြည်းဖြည်းချင်းအစိတ်ခတ်နေတာပွဲချိန်19မိနစ်လောက်မှာဂျော်ဒန်ဂိုးပေါင်းနဲ့ဂိုင်း20အကွာလောက်မှာအာဂျင်တီးနားကစားသမားတစ်ယောက်အဖြတ်ခံလိုက်ရပြီးတော့ free kick ရသွားတယ်ဒီနေရာကတာမန်နေရာမဟုတ်ဘူးဒိန်းချားစုံလိုနေရာမျိုးပါကံမို့ဘောလုံးနောက်မှာရက်နေတာကမက်ဆီမဟုတ်ဘူးသူကရန်ကုန်မှာအေးအေးဆေးဆေးထိုင်ကြည့်နေတာလေဘောလုံးနောက်မှာရက်နေတာကဂျိုဗာနီလိုဆက်ဆိုကန်သွင်းလိုက်တာဂိုးဝင်သွားပြီးတော့1-0ဖြစ်သွားပြီပြီးတော့ဒီဂိုးကတာမန်သွင်းဂိုးတကူမဟုတ်ဘူးဒီ2026ကမ္ဘာဖလားမှာအာဂျင်တီးနားအတွက်မက်ဆီမဟုတ်တဲ့တခြားကစားသမားတစ်ယောက်ကသွင်းယူပေးတဲ့ပထမဆုံးဂိုးအဖြစ်လိုဆက်ဆိုကမှတ်တမ်းဝင်သွားတယ်ပွဲကစားချိန်မိနစ်30လောက်မှာအာဂျင်တီးနားပင်နယ်တီထက်ရပြီးတော့လော်တာရိုမာတင်နက်စ်ကန်သွင်းတာဂိုးဝင်သွားပြီးတော့2-0ဖြစ်သွားပြီ31မိနစ်အတွင်းမှာပဲအာဂျင်တီးနားကဒါ set piece 2ခုပေါ့နော် free kick တစ်ခုနဲ့ပင်နယ်တီတစ်ခုကနေပြီးတော့ဂိုးသွင်းသွားပြီးတော့ဂျော်ဒန်ရဲ့စိတ်ပိုင်းဆိုင်ရာကိုအပိုင်းပိုင်းအစားဆွဲဖြဲပစ်လိုက်ပြီလော်တာရိုအတွက်တော့ဒါက2026ကမ္ဘာဖလားမှာသူ့ရဲ့ပထမဆုံးသွင်းဂိုးပါပဲဒုတိယပိုင်းမိနစ်60လောက်မှာမက်ဆီကလူစားဝင်လာတာသူကွင်းထဲကိုခြေချလိုက်တာနဲ့ကွင်းထဲကလေတူးကကွင်းတစ်ခုလုံးရဲ့ atmosphere ကရုတ်တရက်ပြောင်းလဲသွားပြီမက်ဆီလူစားဝင်မလာခင်မှာဂျော်ဒန်ဘက်ကခြေပေါက်ကိုတကူသွင်းထားလို့ပွဲအခြေအနေက2-1ဖြစ်နေတာဂျော်ဒန်ကလည်းနောက်ထပ်ခြေပေါက်ကိုရဖို့အတွက်အသေးလဲရုန်းကန်နေတော့မယ်မက်ဆီလူစားဝင်ပြီးတော့ခဏကြာမှာပဲအာဂျင်တီးနားကစားသမားတစ်ယောက်ဂျော်ဒန်ဂိုးပေါင်းနဲ့ဂိုင်း20ကျော်နေရာလောက်မှာပဲထပ်ပြီးတော့ဖြတ်ထုတ်ခံလိုက်ရလို့ free kick ထက်ရတယ်မက်ဆီပြေးထွက်သွားပြီးတော့သူ့ရဲ့ဘယ်ချေနဲ့ဘောလုံးကိုထိလိုက်တဲ့အခိုက်အတန့်လူတိုင်းမျောလင့်ထားတာကြတော့လေထဲကိုဝဲတက်သွားမယ်ပြီးရင်လူတိုင်းကိုကြော်သွားမယ်ဒီလိုဘောလုံးမျိုးကိုလူတိုင်းကမျောလင့်ထားတာဂျော်ဒန်ကိုသမားကလည်းလေထဲကနေပြီးတော့ခုန်တက်ပြီးတော့ဖမ်းဖို့အတွက်သူ့ရဲ့ခြေထောက်တွေကအားယူလိုက်ပြီဒါပေမဲ့
မက်ဆီကအားလုံးကိုလှည့်စားပစ်လိုက်တယ်သူကဘောလုံးကိုအပေါ်မကန်ခဲ့ဘူးဘောလုံးကိုမြေပြင်နဲ့အပြိုင်အရန်ကိုပါလက်တဲ့အင်အားနဲ့ပုတ်ဆွဲပြီးတော့ကန်ထည့်လိုက်တာကိုသမားဘောခုံဖို့အားယူလိုက်တဲ့အချိန်မှာပဲဘောလုံးကလူတိုင်းရဲ့ဘေးကနေပြီးတော့မွေတကောင်လိုမျိုးကိုသမားရဲ့ဖြောင်းမြန်ဘက်ကိုအတာအရာလေးဝင်သွားတယ်ကိုသမားရက်ကြည့်နေအောင်ကလွယ်ပြီးဘာမှမတတ်နိုင်ခဲ့ဘူးဒီကိုကစကိုဘိုပေါ်မှာတော့ 3-1 ဆိုတဲ့နံပါတ်တစ်ခုတက်ဖြစ်ကောင်းဖြစ်နေနိုင်တယ်ဒါပေမဲ့မက်ဆီပရိသတ်တွေအတွက်တော့အဲ့ဒီကိုကနံပါတ်တစ်ခုတက်မဟုတ်ဘူးအချိန်ကိုအနိုင်ယူနေတဲ့ legend တယောက်ရဲ့နောက်ထပ်တက်တည်ပြချက်တစ်ခုဖြစ်သွားတာစဉ်းစားကြည့်ပါအသင်းက PR တွေများနေတဲ့အချိန်အသက်39နှစ်အရွယ်ရှိပြီဖြစ်တဲ့ကစားသမားတစ်ယောက်ကတကွင်းလုံးပြေးလွှားကစားနေတာမျိုးတွေခွန်အားတွေအများကြီးသုံးစရာမလိုပဲနဲ့သူ့ရဲ့အုံနှောင်းနဲ့ဖြတ်ထိုးညံကိုတုံးပြီးတော့ပြိုင်ဘက်ကိုအဆုံးစီရင်သွားတာဒီသွင်းကိုကတာမန်သွင်းကိုတကူမဟုတ်ဘူးဆိုတာကိုတမိုင်းကမှတ်တမ်းတင်သွားပြီဒီကိုကြောင့်မက်ဆီကကမ္ဘာဖလားပြိုင်ပွဲရဲ့တမိုင်းတစ်လျှောက်လုံးမှာဒီကမ္ဘာကြီးပေါ်မှာ9ပွဲစတိုက်ဂိုးသွင်းယူနိုင်ခဲ့တဲ့ပထမဆုံးသောကစားသမားအဖြစ်စံချိန်မှတ်တမ်းအသစ်တစ်ခုတင်သွားနိုင်ခဲ့ပြီဒါသူ့ရဲ့ကမ္ဘာဖလားတမိုင်းတစ်လျှောက်19ဂိုးမြောက်သွင်းဂိုးပါပြီးတော့ဒီ2026ကမ္ဘာဖလားပြိုင်ပွဲအတွက်6ဂိုးမြောက်သွင်းဂိုးလည်းဖြစ်လာခဲ့ပြီဆိုရင်ဒီနေရာမှာအခုဗီဒီယိုကိုကြည့်နေကြတဲ့ဘုံလုံးအားကစားဝါသနာရှင်ပရိသတ်များနဲ့အတူတူကိုတို့အနေနဲ့အချိန်ဆိုတဲ့အကြောင်းအရာကိုစကားဆပြီးတော့ပြောရတော့မယ်လူသားတွေအားလုံးအကြောက်ရဆုံးရန်သူကအချိန်ပဲဘလောက်ပဲခွန်အားကြီးတဲ့စစ်သူကြီးတစ်ယောက်ဖြစ်ပါစေဘလောက်ပဲမြန်ဆန်တဲ့အပြေးသမားတစ်ယောက်ဖြစ်ပါစေအချိန်ရဲ့တိုက်စားမှုကိုတော့ဘယ်သူမှမလွန်ဆန်နိုင်ကြဘူးအထူးသဖြင့်ဘုံလုံးလောကမှာပေါ့အသက်30ကျော်လာတာနဲ့ကစားသမားတစ်ယောက်ရဲ့ခြေလမ်းတွေကအလိုလိုလေးလံလာတတ်တယ်ဒါကတဘာဝတရားကရေးဆွဲထားတဲ့ပုံသေးပကြီးကားချက်တစ်ခုပဲဒါပေမဲ့အဲ့ဒီတဘာဝတရားရဲ့ဥပဒေသားတွေကိုချိုးဖောက်ပြီးတော့အချိန်ကိုပြောင်းပြန်လှန်ပစ်နိုင်တဲ့လူတစ်ယောက်ရှိနေတယ်ဆိုရင်ရောစဉ်းစားကြည့်ပါလွန်ခဲ့တဲ့15နှစ်လောက်ကမက်ဆီဆိုတာကလေသပင်ရှည်ရှည်လေးနဲ့ဘောလုံးရပြီဆိုတာနဲ့ပြိုင်ဘက်500လောက်ကိုတခါတည်းလင်ခောက်ဆွဲပြေးသွားတတ်တဲ့ကောင်လေးတစ်ယောက်လူငယ်လေးတစ်ယောက်သူ့ရဲ့အမြန်နှုန်းကလည်းလျှက်စီးလက်လိုက်တယ်လို့ပဲအရှမ်းမြန်တယ်ဒါပေမဲ့အခု2026ခုနှစ်ကိုရောက်လာတဲ့အခါမှာတော့အသက်အရွယ်ရမက်ဆီရဲ့ခန္ဓာကိုယ်ကအရင်လိုပြေးလွှားနိုင်စွမ်းမရှိတော့ဘူးတခြားကစားသမားတွေဆိုရင်ဒီလိုအချိန်မှာကစားသမားဘဝကနေအနားယူသွားကြပြီဒါမှမဟုတ်အရန်ကုန်မှာပဲအချိန်ကုန်ကြတော့မှာဒါပေမဲ့မက်ဆီကတော့သူ့ရဲ့ပြေးလွှားနိုင်စွမ်းကျဆင်းသွားတဲ့အခါသူ့ရဲ့အုံနောက်ကိုအရင်ကထက်ပို့ပြီးတော့အလှုပ်ပေးလိုက်တယ်သူကကွင်းထဲမှာပြေးလွှားနေတဲ့ကစားသမားတစ်ယောက်မဟုတ်တော့ဘူးကွင်းတစ်ခုလုံးကိုအပေါ်စီးကနေကြည့်ပြီးတော့စီမံခန့်ခွဲနေတဲ့ game manager တစ်ယောက်ဖြစ်လာပြီကန်သွင်းသွားတဲ့ free kick ကိုတို့ပြန်ကြည့်ပါသူအင်အားတွေအများကြီးမသုံးခဲ့ဘူးဘောလုံးကိုလေတင်းကနေဝက်တက်သွားအောင်သူမလုပ်ခဲ့ဘူးဒါကအချိန်ပေါင်းတောင်းနဲ့ချီလေ့ကျင့်ခဲ့တဲ့အတွေ့အကြုံတွေနဲ့ဒါဟာဘောလုံးကွင်းထဲမှာသူဖြတ်တန်းခဲ့တဲ့နှစ်ပေါင်း20ကျော်စာအသိပညာတွေပေါင်းစပ်ပြီးတော့ဖန်တီးလိုက်တဲ့အမှုပညာတစ်ခုပဲသူလူစားဝင်လာတဲ့မိနစ်60ကနေပြီးတော့ပွဲပြီးတဲ့အထိမိနစ်30အတွင်းမှာသူဘောလုံးကင်ထားတဲ့အချိန်တိုင်းဂျော်ဒန်ကစားသမားတွေအနေနဲ့မက်ဆီဘာလုပ်မလဲဆိုတဲ့စိုးရိမ်မှုတွေနဲ့ပြည့်နှက်နေရတယ်သူများတွေလိုဂိုးသွင်းဖို့ပြေးနေစရာမလိုလမ်းလျှောက်နေုံနဲ့ပြိုင်ဘက်ကိုအကြောက်တရားသွင်းပေးနိုင်တဲ့ကစားသမားတမိုင်းမှာဘယ်နှယောက်ရှိခဲ့ဘူးလို့လဲမက်ဆီပရိသတ်တွေအတွက်တော့ဒီဂိုးကမျက်ရည်ဝဲစရာပါပဲဒီပွဲပြီးမှာအာဂျင်တီးနားကရမှတ်6မှတ်အပြည့်နဲ့အုပ်စုပေါ်အဖြစ်နောက်တစ်ဆင့်ကိုတက်ရောက်သွားနိုင်ခဲ့ပြီဂျော်ဒန်ကတော့ရမှတ်မရှိကမ္ဘာဖလားကနေပြီးတော့နှုတ်ဆက်သွားရပြီဒါပေမဲ့ကွင်းထဲကထွက်ခွာသွားတဲ့ဂျော်ဒန်ကစားသမားတွေရဲ့ခေါင်းတွေမော့နေသေးပါပဲသူတို့ကကမ္ဘာအဆင့်1ကအသင်းကိုချွေးပြန်အောင်လုပ်နိုင်ခဲ့တာလေသူတို့ရဲ့ဂုဏ်သိက္ခာကိုသူတို့ကာကွယ်နိုင်ခဲ့ပါတယ်အာဂျင်တီးနားအတွက်တော့ဒီပွဲကသူတို့ရဲ့ချန်ပီယံမန်တန်လက်တီကိုထပ်ပြီးတော့သွေးစာစေခဲ့တဲ့ပွဲပဲလိုဆယ်ဆိုရဲ့တည်ငြိမ်မှုလော်တာရိုရဲ့ဇွဲလုံးလားဝရိယနဲ့နီးပြစကာလိုနီရဲ့နီးစနစ်ပိုင်းအပြောင်းအလဲတွေပြီးတော့လိုအပ်တဲ့အချိန်တိုင်းမှာအာဂျင်တီးနားအတွက်အမြဲတမ်းရှိနေတဲ့မက်ဆီဆိုတဲ့မှော့ဆရာဒီမိနစ်90တိုက်ပွဲကအကိုတို့ဘောလုံးပရိသတ်တွေအားလုံးအတွက်ဘယ်တော့မှမေးဖြောက်လို့မရနိုင်တဲ့စိတ်ခံစားမှုတွေနီးစနစ်တွေပြီးတော့
တနာရီပေါင်းဆက်ထားတဲ့ masterpiece တစ်ခုအနေနဲ့တမိုင်းမှာကြံခဲ့တော့မှာပါအခုဗီဒီယိုကိုကြည့်နေတဲ့ဘောလုံးအားကစားဝန်သားရှင်ပရိသတ်များနဲ့အတူအကိုတို့အားလုံးဘာဖြစ်လို့ဘောလုံးပွဲတွေကိုဒီလောက်တောင်ယူယူမူမူချစ်ကြတာလဲအကိုရဲ့မင်းကိုနည်းငယ်လောက်စဉ်းစားပြီးတော့ပြန်ဖြေပေးနိုင်မလားအခုဗီဒီယိုမှာတိုက်ရိုက်မဖြေနိုင်ဘူးဆိုရင်တော့ comment မှာပြန်ဖြေပေးခဲ့ပါဘာကြောင့်အကိုတို့အားလုံးဘောလုံးကိုယူယူမူမူချစ်ကြတာလဲဘာဖြစ်လို့လဲဆိုတော့ဒီမိနစ်60စာမြက်ခင်းမြင်ကြီးကအကိုတို့အားလုံးရဲ့ဘဝတွေနဲ့အတိအကျချိတ်ဆက်ထင်ဟပ်နေလို့ပဲပထမပိုင်းမှာပင်နယ်တီပေးလိုက်ရလို့အပြစ်တင်ခံခဲ့ရတဲ့ဂျော်ဒန်ကစားသမားကိုတိုင်ကပဲဒုတိယပိုင်းမှာဂျော်ဒန်အတွက်အလှပဆုံးဂိုးဖန်တီးပေးခဲ့ပြီးတော့သူ့ရဲ့အမားကိုသူပြန်လဲပေးဆက်သွားနိုင်ခဲ့တယ်ဒါကလူသားတွေအနေနဲ့အမှားလုံးမရင်တော့နောက်ထပ်တစ်ချိန်စ조사ခွင့်ရှိတယ်ဆိုတဲ့မျှော်လင့်ချက်ကိုပြသနေတာမျိုးပဲမဟုတ်ဘူးလားပြီးတော့ကမ္ဘာအဆင့်63ကဂျော်ဒန်အသင်းကအဆင့်1ကအာဂျင်တီးနားကိုအလွယ်တကူဒူးမထောက်ခဲ့ဘူးအကောင်းဆုံးရင်ဆိုင်ကစားသွားခဲ့တယ်ဒါကအကိုတို့အားလုံးရဲ့လက်တွေ့ဘဝမှာဘလောက်ပဲကြီးမားတဲ့အခက်အခဲတွေပြဿနာတွေနဲ့ကြုံတွေ့လာရပါစေတတိရှိရှိရင်ဆိုင်ရမယ်ဆိုတဲ့ခွန်အားတွေပေးနေတာမဟုတ်ဘူးလားပြီးတော့နောက်ဆုံးအနေနဲ့လန်ယိုနယ်မက်ဆီလူတွေကသူအိုမင်းသွားပြီပြေးလဲမပြေးနိုင်တော့ဘူးလို့ဝေဖန်ကြပေမဲ့သူကလှပတဲ့ free kick ကိုတွင်းပြီးတော့အကောင်းဆုံးဆိုတာအမြဲတမ်းပြေးလွှမ်းနေဖို့မလိုဘူးဆိုတဲ့အကြောင်းကဘာကြီးကိုတက်တည်ပြသွားခဲ့တယ်ဒါကဘဝမှာကိုပိုင်ဆိုင်ထားတဲ့အစွမ်းအစတွေကိုပိုင်ဆိုင်ထားတဲ့ talent တွေကိုအချိန်ခါနဲ့လိုက်ပြီးတော့ဘလို့ရင်းချက်စွာအသုံးချရမလဲဆိုတဲ့သင်ခန်းစာတစ်ခုကိုအကိုတို့အားလုံးကိုပေးနေတာပဲမဟုတ်ဘူးလားဒါကြောင့်ဒီဂျော်ဒန်နဲ့အာဂျင်တီးနားပွဲကကိန်းဂဏန်းတွေဆောင်ရွက်ပေါ်ကရလဒ်တွေထက်ပုံမနှက်ဆိုင်တဲ့ပုံမအသက်ဝင်နေတဲ့ပကြီကားတစ်ချက်လို့အကိုတို့ရဲ့နှလုံးသားထဲမှာပကြီရေးဆွဲသွားခဲ့ပါပြီမနှက်ပြန်တွေကနေထွက်လာမယ်ပြိုင်ပွဲတွေကလည်းဆက်ဖြစ်နေအောင်မယ်ကမ္ဘာဖလားခရီးစဉ်ကြီးကလည်းဆက်လက်လဲပတ်နေအောင်ပါပဲဒါပေမဲ့ဒီနေ့ဖြစ်ခဲ့တဲ့မိနစ်60စာဇလန်းကတော့အကိုတို့ဘောလုံးကိုချစ်တဲ့သူတွေရဲ့ရင်ထဲမှာအချိန်တွေအတော်ကြာတဲ့အထိဆက်လက်ရှင်သန်နေအောင်မှာအသေးအချပါပဲဒီနေ့တော့အကိုရဲ့တင်ဆက်မှုကိုဒီမှာပဲအဆုံးသတ်ခွင့်ပြုပါအားလုံးကိုဘွားရဲ့မိနစ်60တိုက်ပွဲတိုင်းမှာအကောင်းဆုံးရင်ဆိုင်ဖြတ်သန်းနိုင်ကြပါစေလို့အခုဆုတောင်းမေတ္တာပို့သပေးပါရစေ